အေကတောင်းနေတဲ့တောက်ဆိုချက်ဟာလက်တွေ့မကြောက်စိုးအနေနဲ့ပေးဖို့လည်းခက်တယ်ဒါစိုးကပေးနေတဲ့ဟာကလည်းအေအတွက်လက်ခံဖို့ခက်တယ်ဆိုတဲ့ဟာတခုပေါ့အဲ့ဒါဆိုရင်ဖြစ်နိုင်တဲ့ခြေကပါလေအေကသူက recognition ခေါ်တဲ့သူကအတိအမှတ်ပြုမှုလိုချင်နေတာအစိုးရဘက်ကလည်းဘာလဲဆိုတော့ဒီ data ကြီးကအဖြူအောင် data ကြီးဖြစ်ခဲ့ဒီအဖြူအောင် data ဖြစ်ဖို့အတွက်ကိုတိုက်ခဲ့ခိုက်ခဲ့ရတဲ့တက်မတော်သားတွေပြည်သူတွေရဲ့အသက်သွေးချွေးတွေအများကြီးစွန့်လွတ်ခဲ့ရတဲ့နေရာကြီးကိုဒီလိုအညူအောင် data ဖြစ်ဈေးပေါ်ပေါ်နဲ့ကျွန်တော်တို့ကမပေးနိုင်ဒါကစစ်သားတယောက်အနေနဲ့ဒီသဘောပဲသူဘာလို့ချင်တာလဲအတိအမှတ်ပြုမှုလို့ချင်လေချင်သူကနောက်ခိုက်ရခိုင်တော့မှသူနေရာတနေရာယူမှာလေကြောက်တော့နားမှနေမလားဒီပလက်ဝနားမှကတ်နေမလားသူတခုတောင်းဆိုမှာပဲသူဒါပဲလိုချင်တာရှိတယ်ကျန်တာဘာလို့လဲကျန်တာဒီမှာဒီအကိုကြီးပါတီရှိတယ်ဟိုရခိုင်ပါလီမန်လွှတ်တော်ရှိတယ်လေဒီလွှတ်တော်မှာကိုလိုချင်တာတွေအကုန်ရနေတာပဲအဲ့တော့ကျွန်တော်အမြင်ကတော့သူတို့မအောင်မြင်နိုင်ဘူးဆိုတာကိုသူတို့နည်းနည်းလေးစဉ်းစားပေးဖို့ကောင်းတယ်ပြည်သူကိုနစ်နာမှာဆိုလို့ဘာကြောင့်လဲဆိုရင်ရခိုင်ပြည်နယ်ကြီးက defense in depth ပေါ့နော်ခံစစ်ဒုနဲ့ကာနိုင်တဲ့အနေအထားမရှိဘူးရှေ့မြောင်းမြောင်းကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်မရွေးကျွန်တော်တို့ဟလာအပိုင်းဖြတ်ပြီးတော့ကျွန်တော်တို့ကဝင်လာလို့ရတယ်အဲ့တော့နောက်တစ်ခုကအေးမှနေပြီးမရှိဘူးရေဓာတ်မရှိဘူးတိရိလင်ကတမီပျောက်ကြားတွေတော့မှရေဓာတ်ရှိတာတော့မှနောက်ကြတော့ရေဓာတ်လွှမ်းမိုးမှုပျောက်တဲ့ခါမှာအကုန်သွားတယ်အဲ့တော့ဒီအဆုံးမရှိတဲ့ဟလာအကျိုးမြန်မရှိတဲ့စစ်ပွဲကြီးကိုအတိမတ်ပြုမှုတစ်ခုတည်းနဲ့တိုက်ပြီးတော့ပြည်သူလူထုဒုက္ခရောက်နေတာကိုကျွန်တော်ကအေးရရဲဘော်တွေကိုသိစေချင်တယ်မင်းတို့တွေမလုပ်ကြပါတော့နဲ့ပဲကျွန်တော်ဒီလိုပြောချင်တယ်တခြားနေလမ်းကျွန်တော်မတွေ့ကျေးဇူးတင်ပါတယ်ခုလာဆိုပြဿနာတွေရေခံပြေက तू ကလူငယ်တွေဆိုတာလက်နဲ့ကင်တော်ရင်လှုပ်ရှင်တယ်လက်နဲ့ကင်တော်ရင်လှုပ်ရှင်တယ်ဆိုတာကဗမာပြည်ရဲ့ယဉ်ကျေးမှုတစ်ခုဖြစ်နေပြီနောက်တစ်ခုကတိုင်းရင်းသားတွေနဲ့အဖိနှိတ်ခံရတဲ့ခါမှာတပုံထတာတရားတယ်ဆိုတဲ့စကားဟာအခုတည်းစွဲတော့မယ်နိုင်တာရှုံးတာ strategy တွေစဉ်းစားတာမဟုတ်ဘူးငါတို့ခံတယ်မခံနိုင်လို့ထားချတာဗမာပြည်ကာချာဝင်အဲ့ကာချာ48ကစလာတယ်ဘာကပါနဲ့ဘာဆလာပလာစလာတယ်60နှစ်မှာဥနေဝဲကနိုင်ငံရေးပြဿနာကိုလက်နဲ့ကင်ပြီးရှင်းလိုက်တယ်ရှုံးလောက်ကြတယ်နောက်တပုံတွေပေါ်လာတယ်နောက်ဘာကပါမှာစိတ်နိုင်တဲ့အာဏာသိမ်းမကွာဆိုတော့ပေါ်လာတယ်ဆိုတော့လက်နဲ့ဟာပြဿနာကိုဖြေရှင်းတယ်ပြဿနာရဲ့အဖေကလက်နဲ့ပြောင်းသွားမှရှိတယ်ပြောင်းသွားကအာဏာဒီသနပြောင်းသွားထွက်တယ်အဖေကသနပြောင်းသွားထွက်တယ်ဆိုတာကိုလူတိုင်းယုံလာတယ်လူငယ်တွေယုံလာတယ်အဲ့တော့တပုံထားတယ်ဆိုတဲ့လက်နဲ့ကင်တဲ့ယူဆကကြီးပေါ်လာတဲ့အခါမှာဘလို့ခေါ်မလို့စစ်ပုံကျဲလာတယ်ပွင့်ပွင့်လင်းပြောရင်ဒီဘက်ကတက်မတော်ကလည်းဟာမင်းတို့တော့ပြင်းတယ်ကွာတိုက်ကွာချအာငါတို့လည်းကြိုက်တယ်ချအဲ့တော့ဗျာပွင့်ပွင့်လင်းပြောရင်တိုက်ရင်တေးကြတာပေါ့တေးတဲ့လူကတေးပေါ့ပဲဆုံးညွန့်လေးဆုံးကျွန်တော်မြောက်ဦးလည်းပါသွားရင်ပါသွားမယ်ချမ်းသာတာကတော့လင်းနဲ့ပွဲစားတွေချမ်းသာသွားလိမ့်မယ်အဲ့တော့ဒီဟာကြီးကိုဆွေးနွေးဖို့တော့ platform ရှိတယ်ကျွန်တော်နိုင်ငံရေး platform ရှိတယ်ပင်လုံညီလာခံကြီးရှိတယ်ပင်လုံညီလာခံကြီးဟာကျွန်တော်တို့2018ကျွန်တော်တို့ဂျွန်မှာဂျွန်ဇူလိုင်မှာလုပ်ခဲ့တယ်ဒီဇင်ဘာမှာလုပ်လာမလုပ်နိုင်ဘူးเนาะအခုလည်းမလုံးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီပေါင်းကျင်းလာရင်စစ်ပေါင်းကျဲလာမှာပဲစစ်ပေါင်းကျင်းရင်ဒီမိုကရေစီပေါင်းကျဲလာလိမ့်မယ်အဲ့ဒါကို balance လုပ်ဖို့အတွက်ဘယ်သူမှတာဝန်ရှိတယ်လေအဲ့တော့အဲ့လိုလာမယ်ဘယ်သူမှတာဝန်ရှိတယ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတခုရှိတယ်အကုန်လုံးမှတာဝန်ရှိတယ်လို့ပြောတယ်အဲ့တော့တမနာမှာတာဝန်ရှိတာနဲ့ကစိုးရရောက်နေတဲ့အဖွားကြီးမှာတာဝန်ရှိတာတူမလားဟုတ်တယ်လေအဲ့တော့တာဝန်ရှိဆုံးဟာအားရှိတဲ့အေးအားကြီးတဲ့လူကတဖိုးထားကြည့်ရမယ်ခုလောက်ဆိုပြောတဲ့အချက်လက်ကတော့ဒါဘာမှငင်းစရာမရှိဘူး